ပဲမင်းနေလားလောကီမှုတွေကြောင့်မျောဝင်နေခဲ့ရှင်ဆိုင်ခဲ့မှများလက်ရှိဘဝလေးမှာစီရင်ချမ်းသာစေတွေ့နေရလားကျေးဇူးတော်ပျော်ရွှင်မှုနေ